ကိုရီးယားမှာသာမကတကမ္ဘာလုံးပါလွှမ်းမိုးသွားခဲ့တဲ့ဟွာဆာရဲ့တခြင်းသစ်ကိုကိုပိုင်ဟုတ်ပါတယ်ဒီတခြင်းကတော့အခုလက်ရှိ social media platform တိုင်းမှာလူကြိုက်အများဆုံးနဲ့ viral ဖြစ်ဆုံးဖြစ်နေတဲ့တခြင်းတစ်ပုဒ်လို့ပြောလို့ရပါတယ်။ဟွာဆာရဲ့အသက်အရွယ်နဲ့မလိုက်အောင်လှပကြော်ရှင်းနေတဲ့ပုံရိပ်တွေရဲ့သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့အတန်ပါဝါနဲ့တီးဆိုထားတဲ့ဒီကိုကိုပိုင်ဆိုတဲ့တခြင်းက2025ခုနှစ်10လပိုင်း15ရက်နေ့မှာအမိုက်စား music video နဲ့အတူထွက်ရှိလာခဲ့တာပါ။ဒီတခြင်းကဟွာဆာရဲ့စုံနေကြပုံစံဖြစ်တဲ့ဒီ active ဖြစ်နဲ့မြူးချွတ်ဆိုထားတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့ငြိမ်းရောင်လေးနဲ့နဝင်းချောအောင်ဆိုထားတဲ့ပုံစံမျိုးလေးပဲဖြစ်ပါတယ်။တခြင်းထဲမှာပါတဲ့စာသားတွေရဲ့အဓိပ္ပာယ်ကတော့ရှေ့ဆက်ဖို့ခက်နေတဲ့ relationship တခုကြုံလာတဲ့အခါနှစ်ယောက်စလုံးလွတ်လပ်ဖို့အတွက်လက်လွတ်ပေးလိုက်တာအကောင်းဆုံးပဲဖြစ်မယ်ဆိုတဲ့အချက်ကိုရည်ရွယ်ထားပြီးတော့တခြင်းစားထွက်တဲ့ချင်းချင်းမှာတော့ပုံစံတစ်မျိုးကွဲထွက်နေတာမို့လို့ဟွာစာကိုယ်တိုင်လည်းအများကြီးမျှော်လင့်မထားခဲ့ပေမဲ့ဒီတခြင်းကိုပို့ပြီးတော့လူကြိုက်များသွားစီမယ်နောက်ွယ်ကအကြောင်းရင်းတချို့လည်းရှိနေပါတယ်။အဲ့ဒါကတော့မကြသေးခင်ကမှကျင်းပခဲ့တဲ့ရုပ်ရှင်ပွဲတော် Blue Dragon Film Award ပွဲကြီးရဲ့ live show မှာသူ့ရဲ့ music video တွေကအတိုင်း stage ပေါ်မှာတပုံစံနဲ့ဖြောပြသွားခဲ့တဲ့ဒီ video ကလေးလေးကြောင့်ပဲဖြစ်ပါတယ်။သူ့ရဲ့တခြင်းတွေကပုံစံအတိုင်းမင်းသားပတ်ကြောင်မင်းကိုယ်တိုင်ကခြေပလာနဲ့တခြင်းဆိုနေတဲ့ဟွာဆာစီကိုဖက်နဲ့အနေအောင်လေးယူလာပေးခဲ့ပြီးတော့ဟွာဆာနဲ့အတူတူ live show မှာဇုံတွဲကားပြခဲ့တာဟာသူတို့နှစ်ဦးရဲ့ chemistry အရန်မိပြီးတော့ချစ်စရာကောင်းတဲ့ပုံရိပ်လေးဖြစ်ခဲ့တာကြောင့်ပရိသတ်တိုင်းရဲ့ရင်ထဲကိုလွှမ်းမိုးသွားနိုင်ခဲ့ပါတယ်။အဲဒီ live show ဖြိုပြပြီးသွားတဲ့အချိန်ကနေစပြီးတော့ဒီကိုကိုပိုင်တခြင်းဟာဒီနိုင်ငံအသီးသီးက music platform တွေရဲ့ တော့ချက်တိုင်းမှာနေရာယူလာခဲ့ပြီးတော့ PK လို့ခေါ်တဲ့အရန်ရှားပါတဲ့ perfect OK တိုက်တဲ့အထိပါရခဲ့တာမို့လို့ဒီတခြင်းနဲ့အတူဟွာဆာဟာသူ့ရဲ့ prime time ကိုနောက်ထပ်တစ်ခေါက်ထပ်ရောက်ခဲ့ပြီလို့ပဲပြောရမှာပါအခုလက်ရှိမှာတော့ဒီတခြင်းထဲမှာပါတဲ့ကားကွက်တွေက trend တစ်ခုလိုဖြစ်သွားခဲ့ပြီးတော့အားလုံးရဲ့ပါဇက်ပြားမှာရောနှလုံးသားထဲမှာပါနေရာယူထားနိုင်တဲ့တခြင်းတစ်ပုဒ်ဖြစ်နေခဲ့ပါပြီအားလုံးပဲမှတ်မိကြအောင်မယ်ဆိုရင်ဟွာဆာလွန်ခဲ့တဲ့9နှစ်2020လောက်မှာလဲမာရီယာဆိုတဲ့တခြင်းနဲ့တော်တော်လေးကိုအောင်မြင်ခဲ့တဲ့သူတစ်ယောက်ပါဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ်အောင်မြင်မှုတစ်ခုရပြီးသွားရင်အဲ့ဒီအရာကိုထိန်းသိမ်းရတာကပိုပြီးတော့ခက်ခဲတယ်ဆိုပေမဲ့ဟွာဆာကတော့ဒီနှစ်တွေကြားထဲမှာသူ့ရဲ့ပရိသတ်တွေစီကိုတခြင်းကောင်းတွေအများကြီးဖန်တီးပေးခဲ့တဲ့အမှုပညာရှင်တစ်ယောက်ဖြစ်တယ်လို့အခုလက်ရှိအချိန်မှာလဲသူ့ရဲ့ prime time ကိုနောက်ထပ်တစ်ချိန်ထပ်ပြီးတော့ဖန်တီးနိုင်ခဲ့ပြီလို့ပဲဆိုရမှာပါဟွာဆာရဲ့နောက်ထပ်တခြင်းကောင်းတွေအများကြီးရှိသေးတာမို့အချိန်ရတဲ့အခါသွားပြီးတော့နားထောင်ကြည့်ကြဖို့အကြံပေးနေပဲဒီဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါမယ်ကျွန်တော်တော့ပြေးပါကျွန်တော်ရဲ့ channel လေးကိုလည်း like and follow နဲ့တူဘေးကခေါင်းလောင်းလေးတီးပြီးတော့ subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ် See you guys 나 너무 시간다. 이렇게 박초 카메라고 완전 봤어. 너무 난 지금 카메라 너무 보이네. 이제 간다. 아니 형 카메라 인식 안 하고 있잖아요. 너무하다. 형 혼자 왜 이 형 진짜 치사하네? 이 형 진짜 치사하다.